အရန်ခုံမှာပဲထိုင်နေရပေမဲ့မန်ယူကစားသမားဖြစ်ရတဲ့ကြီးကျယ်ခမ်းနားမှုကိုကျိန်တဲ့ဇက်စီမန်ယူတိုက်စစ်မှုဇက်စီကအသင်းမှာဦးစားပေးကစားခွင့်မရပဲအရန်ခုံမှာပဲထိုင်ရတာများပေမဲ့မန်ယူကစားသမားဖြစ်မှာပဲခံစားရတဲ့ကြီးကျယ်ခမ်းနားမှုတွေကိုကျိန်တယ်လို့ပြောခဲ့ပါတယ်။သုံးပွဲတွေကိုရော်စားမှန်ကန်စွာကစားကြတဲ့မိတ်ဆွေတို့အတွက် Lucky မြတ်သူရ Football Service မှာ iBet 789နဲ့555 Mix တို့ကိုအကောင့်တစ် bonus တွေနဲ့စိတ်ကြိုက်ကစားလို့ရနေပါပြီ။စိတ်ဝင်စားလို့ကစားကြရင်တော့ Viber နံပါတ်39 600-239-113မှာလာရောက်ကစားဖို့ဖိတ်ခေါ်လိုက်ပါတယ်။အသက်24နှစ်အရွယ်ရှိပြီဖြစ်တဲ့ဇက်စီဟာလက်ရှိဘောလုံးရာသီမှာလည်းအရန်ခုံမှာပဲအများဆုံးထိုင်နေရသူပါဇက်စီကကျွန်တော်မန်ယူကိုမျှော်လင့်ချက်တွေအများကြီးနဲ့ပြောင်းလာခဲ့တာပါတချို့အရာတွေကကျွန်တော်မျှော်လင့်တယ်လို့မဖြစ်ခဲ့ပါဘူးဒါပေမဲ့အသင်းရဲ့လက်ရှိအခြေအနေတွေကြောင့်မျှော်လင့်ထားတာတွေအတိုင်းမဖြစ်တာကိုလက်ခံရမယ့်အပိုင်းတွေလည်းရှိပါတယ်ဒါပေမဲ့မန်ယူကစားသမားဖြစ်မှခံစားရတဲ့ကြီးကျယ်ခမ်းနားမှုတွေခံစားရတာနဲ့တင်ကျွန်တော်ကျေနပ်ပါတယ်Old Trafford ကွင်းထဲကိုဝင်လာတဲ့အခါခံစားရတဲ့ကြီးကျယ်ခမ်းနားမှုကိုမန်ယူကစားသမားဖြစ်မှပဲခံစားနားလည်တာဖြစ်ပါတယ်လို့ပြောကြားခဲ့တာပါ